ချင်းကြီးကတော့အားလုံးပဲမင်္ဂလာပါကဲချင်းကြီးကတော့အားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့တရက်တလ2026နှစ်သက်မှာကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ကိုစိုးအားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ချင်းကြီးကိုဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိ၄ပွဲရှိတယ်အင်္ဂလန်ချန်ပီယံရှစ်12ပွဲရှိတယ်ဒီထဲမှာကျွန်တော်အကောင်းဆုံးတစ်ပွဲကိုပဲရွေးချယ်ပေးသွားပါမယ်ဗျာနော်ချင်းကြီးကိုကျွန်တော်မန်စီးတီးနဲ့ဆန်နာလန်နဲ့မန်စီးတီးပွဲကိုပဲရွေးချယ်သုံးသပ်ပေးသွားပါမယ်ဗျာချင်းကြီးကိုနော်ကျွန်တော်ဒီသုံးသပ်ပြီးမှကျွန်တော်ရဲ့ TikTok လေးကိုပေါင်းလေးနဲ့တဲလေးပေးသွားပါအောင်မယ်ချင်းကြီးကိုနော်ကဲကျွန်တော်ချင်းကြီးကိုဆန်နာလန်နဲ့မန်စီးတီးပွဲလေးတစ်ချက်ကြည့်လိုက်မယ်ဗျာညီကိုနော်ကျွန်တော်လက်ရှိဆန်နာလန်ကဂျာမန်40နဲ့ sorry ဆန်နာလန်ဂျာမန်28မှတ်နဲ့အဆင့်ခွန်မှာရက်တည်နေတယ်အမန်စီးတီးကအဆင့်1မှာဂျာမန်40နဲ့ရက်တည်နေတယ်ချင်းကြီးကိုဒါပေမဲ့အဆင့်နဲ့က45မှတ်မန်စီးတီးကဂျာမန်40ဒါပေမဲ့5မှတ်ပဲကွာတယ်ဒီဘက်မှာမန်စီးတီးကတော့အမှားခံလို့မဖြစ်ပါဘူးချင်းကြီးကိုနော်ကျွန်တော်တစ်ချက်ကြည့်မယ်ဗျာဆန်နလန်ဒီအိမ်ဝင်း6ပွဲကန်လာတာ6ပွဲမရှုံးခဲ့ဘူးနော်အိမ်ဝင်းပြောရနော်အိမ်ဝင်းမှာရှုံးပွဲမရှိပဲ6ပွဲမန်စီးတီးကလည်းဒီ10ပွဲကန်လာတာ10ပွဲလုံးနိုင်ထားတယ်ချင်းကြီးကိုဒါပေမဲ့ဆန်နလန်ကအတင်းကြီးတွေကိုလည်းတရေနဲ့အနိုင်ပဲနော်ချက်စီကိုနိုင်တယ်ချက်စီကွင်းမှာ 1-2 နဲ့နိုင်တယ်အာဆင်နယ်နဲ့လည်းတရေ2-2လီဗာပူးနဲ့လည်း1-1တရေဒါပေမဲ့ဘာလို့ဒီမန်စီးတီးကသူ့ရဲ့အကြောပေးမှုကနည်းနည်းလေးဘာလို့ပြင်းနေရတာလဲအဲ့တခုလေးကိုကျွန်တော်စိုးရိမ်မိတယ်ဗျချင်းကြီးပဲနော်ဒါပေမဲ့ကျွန်တော်ဒီနေ့တွေ့ဆုံမှု6ချိန်မှာဆိုရင်လည်း6ချိန်လုံးကမန်စီးတီးကနိုင်ထားတယ်မန်စီးတီးကနိုင်ထားရနော်6ချိန်လုံးဒါပေမဲ့လက်ရှိမန်စီးတီးအကျော်ပင်းကိုချက်ကြည့်မယ်ဗျလက်ရှိမန်စီးတီးကတော့ဟိုဒီအကျော်ပင်းမှာဆိုတော့တစ်လုံး50ရှုံပေးထားတယ်ဒါပေမဲ့ဂိုးပေါ်အကျော်ပေးထားတာဆိုရင်3လုံး50စာပေးထားတယ်ညီကိုတွေကျွန်တော်ကတော့ဘာဖြစ်လို့လဲဆိုတော့ဒီဟိုဒီနေ့ကအာဆင်နယ်အဆွန်ဘီလာလို့ဖြစ်မယ်ထင်တယ်ဒီဆန်နလန်နဲ့မန်စီးတီးကလည်းဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကလည်းအဆွန်ဘီလာရဲ့12ပွဲနိုင်လာတဲ့စံချိန်ကိုချိုးပစ်လိုက်တယ်အာဆင်နယ်ကအဲ့တော့လည်းကျွန်တော်အာဆင်နယ်ကျွန်တော်ရဲ့ TikTok မှာတင်ပေးထားပါတယ်ဒီအာဆင်နယ်ကိုပဲကျွန်တော် body ပေးခဲ့ပါတယ်ဒါပေမဲ့တစ်လုံး40ရှုံ50ရှုံတော့ကိုပေးတာအာဆင်နယ်ကကြေးပြင်းတယ်ဒါပေမဲ့အခုဒီမန်စီးတီးကလည်းမန်စီးတီးအဝေးကွင်းတော့အိမ်ကွင်းမဟုတ်ဘူးအိမ်ကွင်းကိုဘာလို့တစ်လုံး50ရှုံတော့ပြင်းရှာနေအာဆင်နယ်နဲ့အဆွန်ဘီလာလို့လည်းဒီမန်စီးတီးနဲ့ဆန်နာလန်နဲ့မန်စီးတီးကလည်းအာဆင်နယ်နဲ့အဆွန်ဘီလာပွဲလို့ပဲတွားမယ်ထင်တယ်ညီကိုတွေဒီဆန်နာလန်ရဲ့အိမ်ဝင်ကိုဝဲမရှိဆိုင်ခြင်းကိုရိုက်ချိုးပြနိုင်မလားကျွန်တော်ကတော့မန်စီးတီးရဲ့သူ့အကျော်ပေးမှုကတစ်လုံး50ရှုံပေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့မန်စီးတီးကိုပဲရွေးချယ်မယ်ညီကိုတွေနော်မန်စီးတီးဘော်ဒီကိုပဲရွေးချယ်မယ်ဗျာချင်းညီကိုတွေနော်ကျွန်တော်အထင်ကတော့အာဆင်နယ်နဲ့အဆွန်ဘီလာကိုပဲတွားမယ်အဲ့လိုတွားလိမ့်မယ်ချင်းကြီးကိုဘာလို့အဲ့နေရဆိုရင်ကျွန်တော်အာဆင်နယ်ကစုံကျွေးသွားတယ်ဘော်ဒီနိုင်တယ်ဂိုးပေါ်သွားတယ်အမေချက်စီးကဂိုးပဲပေါ်သွားတယ်ဒီနေ့ဒီနှစ်ပွဲလီဗာပူးနဲ့ဒီဆန်နာလန်နဲ့မန်စီးတီးကိုပေးအောင်မလားလီဗာပူးကိုပေးအောင်မလားတစ်ချက်စဉ်းစားရမယ်ညီကိုကျွန်တော်အထင်ကတော့အစောပွဲကလီဗာပူးနဲ့အိမ်ပွဲကိုစောင့်ပြီးမှကျွန်တော် Telegram မှာတင်ပေးသွားမယ်ချင်းကြီးကိုနော်လက်ရှိကတော့ကျွန်တော်ရဲ့ဒီ TikTok မှာတော့ကျွန်တော်မန်စီးတီးကို body ရွေးချယ်ပေးလိုက်မယ်ချင်းကြီးကိုနော်မန်စီးတီး body ကိုပဲရွေးချယ်လိုက်မယ်သူ့ရဲ့ formula ကတော့ရှိရဗျာကျွန်တော်တို့အဲ့ဟိုတနေ့ကကန်သွားရဆိုအာဆင်နယ်နိုင်သွားတယ်ချက်စီဒီမအောင်သွားဘူးအခုလည်းဒီလိုသွားလိုက်မယ်ချင်းကြီးကိုလီဗာပူးပဲကိုစောင့်ကြည့်မယ်ဗျာနော်ကျွန်တော်တညာလုံးရှိပါတယ်ကျွန်တော်ဒီဘက် web ပြန်တော့ကျွန်တော် Telegram မှာတင်ပေးသွားမှာမယ်ချင်းကြီးကိုနော်ကျွန်တော် Telegram ကိုလည်းလာရောက် join လို့ရပါတယ်ဗျာနော်ကျွန်တော် YouTube မှာလည်းတင်ပေးထားပါတယ် YouTube မှာလည်းကျွန်တော် Gozo Sport Channel ကိုရိုက်ထည့်လိုက်ကျွန်တော်ပေါ်လာပါလိမ့်မယ်ဗျာအဲ့မှာကျွန်တော်ရဲ့ feature နဲ့တွေကျွန်တော်ကိုမတ်မှာတင်ပေးထားပါတယ်ဗျာနော်ကျွန်တော်တော့လက်ရှိ Man City ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ချင်းကြီးကိုနော်အားလုံးစင်ပြကြပါစေလို့ကျွန်တော်ကိုဆိုစုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာချင်းကြီးကိုနော်အားလုံးကျမ်းမှချမ်းသာကြပါစေဗျာနော်